hero ဆိုတာအမြဲတမ်းကောင်းပေးနေရမယ်ဆိုပြီးဘသူပြောခဲ့တာလေတကယ် movie တွေထဲမှာဆိုရင်လည်းစီကံမလိုက်တာတလို့စကားပြောရင်လည်းမမရဲရဲနဲ့အစဲလေးပါမှာဘသူတွေဘာပြောကိုလှုပ်ချင်ရပဲလုပ်မယ်ဆိုတဲ့ anti heroes တွေကလည်းတစ်ခါတလေမှာ hero တွေထက်အထာကျနေတာကိုမကြာခဏဆိုသလိုတွေ့မြင်ရကြမှာပါဒီနေ့မှာတော့ animation ရုပ်ရှင်တွေထက်ကအထာကျဆုံး anti hero 9 ယောက်ကိုစုစည်းဖော်ပြပေးသွားပါမယ် Number 1 The original anti hero တယောက်ဖြစ်တဲ့ Shrek movie တွေထက်က Shrek ကိုကြည့်မယ်ဆိုရင်တော့ပုံမှန် hero တွေမှာတွေ့မြင်နေရတဲ့အလေးချိန်မျိုးကိုတွေ့မြင်ရမှာမဟုတ်ပါဘူးတက်ရှင်တက်ရမှုမရှိတဲ့အပြင်ထုတ်ပြောလာတဲ့စကားတွေကလည်းမချိုးသားဘူးဒါတင်မဟုတ်ပဲလူတွေကိုလည်းသူကမချစ်တတ်ပါဘူးဒါပေမဲ့ကိုချစ်တဲ့သူအတွက်ဆိုရင်တော့ဘာမဆိုလုံးနိုင်တဲ့ original anti heroes တယောက်နေတဲ့တော့ movie ထဲမှာတွေ့မြင်ရမှာပါNumber 2 Villain Third Hero Villain ကနေ Hero ဖြစ်လာသူ Megamind ဇက်ကားထဲကမှ Megamind ဟာ Villain ဖြစ်မူဖွားလာခဲ့တဲ့ဆိုပေမဲ့ Hero ဖြစ်သွားတဲ့ Anti Heroes တယောက်လည်းဖြစ်ပါတယ်။ငြိမ်ကောင်းမွန်လို့တဲ့အပြင်ကိုမှဟာတာအပြီးပင်ကိုစိတ်ရင်ထဲမှာတော့ကောင်းတယ်အပြင်ကိုတော့တော်ရုံနဲ့ထုတ်မပြချင်ဘူး Megamind လူမျိုး Anti Heroes မျိုးကမိုက်တယ်ဆိုတာကိုဘယ်လိုမျိုးလဲဆိုတာမျက်လုံးထဲမှာတွေးမြင်စေမိမဲ့ Anti Heroes ဆိုရင်လည်းမမားပါဘူး။ Number 3 God Had Bad Reputation ကောင်းမွန်သောစိတ်နှလုံးသားရှိပြီးမကောင်းသောဂုဏ်သတင်းနဲ့တွဲဆက်မိသူ Wreck-It Ralph ရုပ်ရှင်ဇာတ်ကားထဲက Ralph ကတော့ hero ဖြစ်တဲ့ဇက်ကောင်ဆိုပေမဲ့လူတွေကသူ့ကို villain လို့ပဲမြင်နေကြတယ်စီကံတွေကိုချိုးဖောက်မယ် game စနစ်တွေကိုမလိုက်နာဘူးဒါပေမဲ့စိတ်အတွင်းထဲမှာတော့အရန်ကိုဖြူစင်တဲ့ anti hero တယောက်လို့ပြောရင်လော်ရမကျနိုင်ပါဘူးNumber 4 Bad Guy What a God Had ကောင်းမွန်သောနှလုံးသားနဲ့လူဆို Despicable Me ထဲကမှ Guru ဟာဆိုရင်တော့ပထမမှာတော့ villain ပါပဲဒါပေမဲ့ကလေးတွေကိုတွေ့ပြီးနောက်ပိုင်းဘဝတစ်ခုလုံးပြောင်းလဲသွားတဲ့ anti hero တယောက်ပါမကောင်းတဲ့နည်းနဲ့ကောင်းတာလုပ်တဲ့ hero မဟုတ်တဲ့ anti hero တယောက်ဖြစ်ခဲ့တဲ့ Guru Number 5 The coolest anti hero ထဲကမှအေးဆုံး hero တယောက်ဖြစ်တဲ့ Rest of the Guardian ထဲက Jack Frost ကစီကံတွေအမိတ်တွေကိုမလိုက်နာဘူးလွတ်လပ်မှုအပြည့်ရချင်တဲ့ anti hero တာဝန်မြူချင်ပေမဲ့အရေးကြီးတဲ့အချိန်ရောက်ရတော့တာဝန်ယူနိုင်တဲ့ hero ခိုးဖြစ်တာကသူ့ရဲ့အားသာချက်ဒါတွေကြောင့်ပဲအထာကျတဲ့ anti hero တယောက်ကသူ့ကိုဖြစ်စေခဲ့တာပါ anti hero တွေကပြီးဆုံးမနေပါဘူးဒါပေမဲ့အဲ့ဒီမပြီးဆုံးမှုတွေကြောင့်ပဲကျွန်တော်တို့ကသူတို့ကိုပို့ပြီးတော့တတိထားမိသွားစေခဲ့တာပါbrother အကြိုက်ဆုံး anti hero တွေကတော့ဘယ်သူတွေလဲ comment မှာဖြေပေးသွားခဲ့ပါအောင်နော်ဒါနဲ့ကျွန်တော်ကတော့ Bizarro ပါနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်